မင်္ဂလာပါဒီဂျီနို channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ Canada PayPal account ကိုဖွင့်ပြရမှာပဲဖြစ်ပါတယ် Canada PayPal account ဖွင့်ဖို့အရေးကြီးဆုံးကတော့ Canada ဖုန်းနံပါတ်ပဲဖြစ်ပါတယ်ဖုန်းနံပါတ်ယူဖို့ကျွန်တော်ပြထားတဲ့ app ထဲကိုဝင်လိုက်ပါ Get verification ကိုလေးကိုနှိပ်ပါမယ်ပြီးရင်ရှာတဲ့နေရာမှာ PayPal လို့ရှာလိုက်ပါ PayPal ကိုတွေ့တယ်နော်အောင်နာကစာပြတန်းလေးကိုနှိပ်လိုက်ပါကျွန်တော်တို့က Canada region account ဖွင့်မှာဖြစ်တဲ့အတွက် Canada ကိုရှာပါမယ် Canada အတွက်ဖုန်းကုတ်တစ်ခါယူရင် coin လေးကိုပေးရပါမယ်ဒါပေမဲ့ကျွန်တော်မှရှိတာက 3.95 ပဲရှိပါသေးတယ်အဲဒါကြောင့်ကြော်ညာကြည့်ပြီး coin ယူရပါမယ် coin ယူဖို့လူပုံလေးကိုနှိပ်လိုက်ပါ အန်စန်တာကိုနှိပ်လိုက်ပါ Watch ad ဆိုတဲ့ဟာကိုနှိပ်ပါဒီနေရာမှာသူကတစ်နေ့ကိုကြော်ညာပုတ်40လောက်ကြည့်လို့ရပါတယ် coin လေးခုပြည့်ဖို့2ရက်လောက်ပဲကြာပါတယ်ဗျ Skype is out, but your second number? That just got an upgrade. Everything you loved about Skype? Call.com does that too, plus a second number directly on your mobile device, smarter privacy, and lower rates. Call.com also supports business accounts, allowing shared credit, assign and reassign phone numbers to any user of Call.com, setting custom spending limits for individual numbers, and much more. Skype provided landline numbers. Call.com ကျွန်တော်ကတော့ coin လေးခုပြည့်သွားပြီမလို့ PayPal account ဖွင့်မှာတော့မယ် PayPal account ဖွင့်ဖို့ Chrome browser တွေကိုတွားပါမယ်ရှာတဲ့နေရာမှာ PayPal sign up Canada တို့ရိုက်ရှာလိုက်ပါ ကျွန်တော်က personal account ဖွင့်မှာဖြစ်တဲ့ personal ဆိုတာကိုရွေးပြီး get started ကိုနှိပ်ပါမယ်United States လို့ပြနေတဲ့အတွက် Canada ကိုပြောင်းပါမယ် ဒီနေရာမှာကိုယ့်ရဲ့ email address ကိုထည့်ရပါမယ် PayPal account မဖွင့်ဘူးတဲ့ email ဖြည့်ရပါမယ် ဒီနေရာမှာဖုန်းနံပါတ်ထည့်ဖို့အစာတုံးပြတဲ့ app ထဲသွားပါမယ်ပြီးရင် get verification code ကိုနှိပ်ပါရှားတဲ့နေရာမှာ Canada ကိုရွေးပြီးအောက်နားကစာတန်းလေးကိုနှိပ်လိုက်ပါ Canada ကိုရွေးပြီး select for number ဆိုတာကိုနှိပ်လိုက်ရင် number တစ်ခုပေးပါတယ်
copy ယူပြီးခုနက PayPal account ဖွင့်တဲ့နေရာမှာတွားထည့်ပါမယ်ပြီးရင် next ကိုနှိပ်ပါခုကြလာကြည့်ပါမယ်မကြဘူးဆိုရင် send code again နှိပ်လိုက်ပါဗျ Okay ခုကြလာပါပြီကိုမှတ်မိမဲ့ password ကိုထည့်လိုက်ပါပြီးရင် next ကိုနှိပ်ပါ first name နဲ့ last name ကိုပဲထည့်ပြီး middle name ကိုမထည့်ပဲထားခဲ့လဲရပါတယ်မွေးနေ့ကိုလည်းကိုမှတ်မိမဲ့ဟာပဲထည့်ပါအောက်ဆုံးကဟာကလည်းကြိုက်တာရွေးယူလိုက်ပါ address နေရာရောက်ရင်ကြိုက်တဲ့ကဏ္ဍကိုရိုက်လိုက်ပါသူနဲ့သက်ဆိုင်တဲ့ဒီနေရာပေါ်လာပါလိမ့်မယ်ကြိုက်တာကိုရွေးပြီး agree and create ကိုနှိပ်လိုက်ပါဒီလိုရိုက်ဒီဆိုရင် search bar မှာ paypal.com လို့ရှာလိုက်ပါဒါဆိုရင်တော့ people account ကို limit မထိပဲအောင်မြင်စွာဖွင့်လိုက်နိုင်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့မပြီးသေးပါဘူး mail verify လုပ်ပေးရပါဦးမယ် mail verify လုပ်ဖို့အတွက် mail တဲ့ကိုသွားပါမယ် please confirm ဆိုတဲ့ mail စာဆောင်ကိုနှိပ်လိုက်ပါမယ်ဒီလိုကွာလာရင်တော့အစားတုန်းကဖွင့်ခဲ့တဲ့ paper password ကိုထည့်ပေးရမှာဖြစ်ပါတယ်
paper currency ပြောင်းဖို့အတွက် paper balance ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဆက်လေး30ကိုနှိပ်လိုက်ပါဒီနေရာမှာတစ်ခါတလေကြာတတ်ပါတယ်ပြီးရင် make primary ဆိုတာကိုနှိပ်လိုက်ပါset up primary ကိုနှိပ် currency ကို USD ချိန်ပြီးပြီမလို့ home ကိုပြန်တော့ပါမယ်ဒါဆိုရင်တော့ PayPay Canada Personal တကောင်းရရှိသွားပြီပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်လည်းကုလို့နီးပညာတွေ AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်ပေးမှာမို့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါ